င်္ဂလာပါရှင်ဒီနေ့ကျမကပေါ့နော်ဒီ OP game ကိုခေါ်ပြမှာပါခေါ်ပြခင်လူတွေအားလုံးကျမရဲ့ comment နာမှာလည်းဝင်ရေးပြီးအားပေးကြပါအောင် like လေးနဲ့ subscribe လုပ်ပေးကြပါအောင်ကဲအခုဆိုတော့အပြာနဲ့ပန်းဆိုတာမင်းတဲ့အမျိုးသမီးမင်းသမီးလေးကသူကကဖေးဆိုင်မှာပေါ့နော်တွားထိုင်ချင်လေဆိုတော့သူ့ကိုဒီ OP လေးနဲ့နည်းနည်းတွားမှာကဲ let's go ကျမလည်းပိုက်ဆံနေပါလေကဲပေါ့နော်ဒါကြကျမကိုယ်တိုင်လှုပ်ထားမိုက်ရောမရေလာမသိဘူးနော်ဒီအကြောင်းနေရူးနေတယ်တော့ကျမထင်ပါတယ်ကျမမလုပ်ဘူးလေအကြောင်းလေးပိုဖြစ်ပါတယ်ကျမနောက်နေ့ကျအစိမ်းရောင်လေးလုပ်ပေးပဲမို့နော်အစိမ်းရောင်လေးလုပ်ပေးပါမယ်ဒါအပြာနော်အမဲမဟုတ်ပါဘူးစိမ်းနဲ့တူတယ်အမဲနဲ့တူကျမအပြာဆိုးလိုက်တော့အဲ့လိုမျိုးဖြစ်နေရမွေးရအဲ့တိုင်းပဲပေါ့နော်မတော်တိုင်းတော့ပြုတ်တယ်ဒါကြလို့စက္ကန့်30လောက်ဒီအနီရောကြောင်ပြီးပေါ့နော်မထိစေရကဲစပိန်စီမယ်အပြေးလေးပြိုင်လို့ရပါပေါ့နော်အပြေးပြိုင်နေရစပိန်တက်စီပါမယ်ကဲဟုတ်ပါပြီကျမတော့အခုဆိုစပိန်လေးစီးနေပေါ့နော်ကျမတော့ဘိုက်တီတော်တော်စားလာပြီကြပါစပိန်မြင်အားနဲ့မောင်းခဲ့လိုက်တယ် sorry ပါကျမပြုတ်ကြပါဖြစ်လို့လဲဆိုတအားလို့နေတော့ sorry ခွင့်လုပ်ပေးကြဒါကြလို့နည်းနည်းကြီးတာလို့ဝေးရပေါ့နော်ရှိကြရောက်ပြီကျမလိုက်တာနေရောနေနေကျမတခါတလေကြောင့်ဗီဒီယိုနည်းနည်းလေးတွေပေါ့နော်နေ့စီတိုင်းတင်ပြီးတော့ကဲအခုဆိုတော့ကပ်ဖေးဆိုင်ကိုရောက်သွားတော့ပါမယ်ဒီမှာကပ်ဖေးဆိုင်နေပေါ့နော်ဟေးဒီရလေးကျမစားချင်တာပါကဲဘာလို့ဆိုင်ကမ်းလာရှိစကေးစားအားလုံးပဲဘိုင်ဘိုင်ပါ subscribe ပြီးလိုက်ကြည့်ကြပါအောင် OP လေးလည်းမှန်ရလားဆိုလိုက်ကြပါအောင်နော်ကျမတခုပြမယ်ပေါ့နော်ဒီဆိုင်လေးကိုလေထိုင်ချင်လို့ရှိလိုက်တူပေးမယ်ကဲအားလုံးပဲပေါ့နော်ဘိုင်ဘိုင်ကဲအားလုံးပဲပေါ့နော်ဘိုင်ဘိုင်ပါကျမအကောင့်လေးကိုလေတိချာလေးလုပ်ပေးပါအပြာနဲ့ပန်းလေးပေါ့နော်လိုက်တော့ပေါ့နော်ကျမတော်တော်ပြောပါလေကဲအားလုံးပဲဘိုင်ဘိုင်ပါ